yo bro ကျွန်တော်နာမည်ကတော့ Harry ပါကျွန်တော်တို့မနီးယားဆော့ခဲ့တဲ့ game လေးပေါ့နော်ကျွန်တော်တယောက်တည်းလွတ်သွားတဲ့အတွက်ကောင်းမလေးပါလွတ်အောင်ကယ်ရမယ့်ဟာကိုကျွန်တော်တယောက်တည်းလွတ်သွားတော့ဒီနေ့ကျွန်တော်ကောင်းမလေးပါပြန်ပါအောင်ခေါ်ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ game လေးကိုစလိုက်ကြရအောင်များဒီတခါတော့ကျွန်တော်ကိုဖမ်းခေါ်လာတဲ့ဘေးကိုကျွန်တော်တော့ထိုးကြည့်မယ်ဗျာဟေ့အောင်ကြီးဒီဘေးကတနက်ကြီးနဲ့တင်းဆောင်နေတာဟာငါကောင်ကြီးပြီးရတော့ဟာပြီးကျွန်တော်ဟို item 3ခုရွေးခိုင်းနေပြီဗျဟာငါကောင်ကြီးဘာမှကိုရွေးလိုက်ရသေးဘူးလေကွာမင်းကလည်းပြစ်တာမြန်လာကြီးလားဟာဒီဟုတ်တယ်လေချိန်နေတဲ့ဟာကြီးဆိုတော့မြန်ရွေးရမှာပေါ့ဒီခါပြန်လာမယ်ဒီတခါကျွန်တော်အမြန်ဖက်နှက်ကိုရွေးလိုက်မယ်ဗျာဟာတအားကိုမြန်သွားတာဟေးစပီးတောင်မြန်သွားသလားအောင်မရတဲ့ဟာအချိန်မထိနိုင်တော့ဘူးဟေးနိုင်ကြီးဝင်တိုက်သွားတာဟာဖြည်းဖြည်းတက်တာတော့ပြေးအောင်လေကွာမင်းစပီးလေးပါရောထဲအောင်ပါပေါ့ဖက်နှက်ကြီးတအားကိုမြန်တာဟေးဒီတခါတော့ကျွန်တော်ညာဘက်ခန်းထဲဝင်ပုံးလိုက်မယ်ဗျာပုံးတဲ့ဟာကိုရွှေ့လိုက်တော့မယ်ဟုတ်ပြီဒီခါတသားရပဲကြည်တယ်နေမှန်တော့ဟာဟုတ်သားပဲကွာထောင်ကနေထွက်ပြေးသွားတယ်ဆိုမှထောင်ခန်းထဲပြန်ဝင်တော့အော်တိုပြန်ပြီးကြာသွားတာဟေးဒီတစ်ချက်တော့မစင်းသားမီဘူးငါကောင်ကြီးစိုးကြီးပါကွာဒီတခါတော့ကျွန်တော်ကားတဲ့ကွက်ကိုရွှေ့ရတော့မယ်ဗျာဟာရောင်ကြီးကြည်တယ်နေကိုကားကွက်နဲ့ရှောင်းနေတာမိုက်လိုက်လားဟာရှိဝင်တိုက်နေအောင်မယ်နော်ဟာရှိမှနှကောင်ဆောက်နေတာဟာကျွန်တော်လက်တိုက်ကွက်နေပဲတုံးလိုက်တော့မယ်ဗျာနော်ဟာရောဘာဖြစ်တာတော့ကွာဟောဟုတ်သားပဲကွာလက်နက်ဖက်တလုံးအချုပ်ခံထားတာပဲဘယ်လိုလုပ်တိုက်လို့ရမှာလဲငါမေ့သွားတယ်ကွာ sorry ပါတာကြီးရာ sorry ကဲဒီခါကျွန်တော်တို့တနက်ကိုပဲရွေးလိုက်တော့မယ်ဗျာတနက်နဲ့ပြစ်လို့ရမလားမသိဘူးတနက်ကဘာဖြစ်တာလဲဟောဗျာတနက်ကအပေါ်ပြန်တက်သွားတာရောင်ကြီးကိုကဖောက်သွားတာဟမ်တနက်ကချီတီးနဲ့ဟာတနက်ကယူတနက်မဟုတ်ဘူးပဲကွာချီလို့တဲ့ငါ့ကိုရှုံးနေတဲ့ဒါကြီးကမဖြစ်သင့်ပါဘူးကွာကဲဒီခါတော့ဘာမှမသိတဲ့အောက်ဆုံးအ item ပဲရွေးလိုက်တယ်ဗျာဟာတရေဖြစ်သွားတာတဲ့တရေဖြစ်တော့ကိုရောက်သွားပြီဗျူဟာရှေ့ကောင်နေကျွန်တော်မမြင်ရတော့ဘူးဗျSir, I got a message. Yes, go ahead. Yeah, it looks like Henry Stickman. Yeah, Henry Stickman has escaped. You still there? ကျွန်တော်ပေါ်ကနေတော့ရောက်သွားပြီဗျာကျွန်တော်အပေါ်မှာရှိတဲ့ကောင်တွေရင်ဆိုင်ရတော့မှာဗျာဘယ်ကောင်နဲ့ရင်ဆိုင်ရရင်ကောင်းမလဲမသိဘူးလက်ဝိတ်ထိုးတဲ့ကောင်ပဲကျွန်တော်ရွေးလိုက်တော့မယ်ဗျာသူနေပဲတော့ fight တော့မယ်ဟာတချက်တည်းထိုးခံလိုက်ရပြီးတော့ကိုမှောက်သွားတာဟေးအောင်လာဆန်တပည့်လားမသိဘူးဟာကျွန်တော်တန်ကားကြီးကိုပဲသွားပြီးတော့ခိုးစီးလိုက်တော့မယ်ဗျာတန်ကားကြီးပေါ်သွားပြီးခိုးတက်လိုက်တော့မယ်ဟာခိုးတက်လို့ရတာမဟုတ်ဘူးဟာအမြောက်ကြီးကပြစ်တာဟေးအဲ့ဒါမှတော့မြန်မာလူကြီးရှိုးတာဗောဗျာသွားပြီးတော့တက်ရမယ်အောင်မလားဘယ်ဟုတ်မှလဲအမြောက်ကြီးကကျွန်တော်မြန်မာလူကြီးတဲပြစ်တာဗျကဲဘေးကအခန်းထဲပဲဝင်လိုက်တော့မယ်ဗျာအခန်းထဲမှာဘာတွေရှိမှလဲတော့ကျွန်တော်လည်းမသိဘူးမှန်စမ်းဟာဘာကောင်ကြီးလဲဟာဒီကောင်ကြီးကျွန်တော်သိတယ်ဒီကတုံးအောင်ဘာလဲတော့မသိဘူးဒါပေမဲ့ဒါကြီးကတော်တော်ကြောက်စရာကောင်းတာဗျဒါသားတို့ဒီကောင်ကြီးကိုသိလို့ရှိရင်ကောမန့်မမိုင်းငယ်ပေးပါဦးဗျာကဲရွေးချယ်စရာဆိုလို့ဓာတ်နဲ့ကောင်ပဲကြံတော့တယ်ဗျာကျွန်တော်လက်ဝိတ်ထိုးတဲ့ကောင်တော့မနိုင်တာဓာတ်နဲ့ကောင်တော့နိုင်မှမလားမသိပါဘူးဟာကျွန်တော်ကအရင်ထိုးလိုက်တာဗျာရှယ်ပဲဟိဒီခါတော့တော်တော်လွယ်တာဟိုဒီလိုမှဒီဓာတ်နဲ့ကောင်ပဲအရင်ထိုးလိုက်ပါတယ်ဗျာကျွန်တော် truck ကားနားကိုတော့ရောက်ပြီဗျာဟိုမှာသုံးကောင်စကားပြောနေကြဘာတွေပြောနေကြလဲတော့ကျွန်တော်လည်းမသိဘူးnice ပေါင်မုံရေတော့ရေဟန်ဆောင်တာရေတဲ့ကျွန်တော်တော့ပေါင်မုံရေရွှေလိုက်တော့မယ်ဗျာဖိုက်စာနေနဲ့တော်ပဲဆိုတော့ပေါင်မုံကိုပဲစားလိုက်တော့မယ်ဟာပေါင်မုံကယူပေါင်မုံမဟုတ်ဘူးပဲဗျာစူပါပေါင်မုံကြီးပဲဗျာအခုစူပါပါဝါတွေကပြီလူတိုင်းကြီးဖြစ်သွားပြီဗျို့ဟိုကောင်သုံးကောင်အตาလေးသိလိုက်နေဗျာဟာပေါင်မုံရေဆွမ်းကုန်သွားပြီဗျာပေါင်မုံကခဏလေးပဲကျွန်တော်ကိုဆွမ်းပေးတာဗျို့ကျွန်တော်တော့သွားပါပြီဗျာဒီတကားလေးသွားပါပြီကျွန်တော်ကတော့စမုံတုံးပြီဗျို့ဒီတကားကျွန်တော်ဘာမှမသိတဲ့ဟန်ဆောင်တဲ့အရာတခုကျွန်တော်ရွေးလိုက်မယ်ဗျာဘာဖြစ်မှလဲတော့မသိဘူးအော်ကျွန်တော်နှင်းလူသားဟန်ဆောင်တာဗျာဟာဟိုကောင်တတိထားမိသွားပြီတနက်ကြီးနဲ့ဖြစ်တာဗျာဘာဖြစ်လို့လဲဟာဟိုကောင်လေးကနှောက်ရှက်တာမကြိုက်ဘူးတဲ့ကျွန်တော်လှုပ်ရှားတာကိုမြင်တော့တနက်ကြီးနဲ့လန့်ပြတ်တာဗျို့ကဲဒီတကားကျွန်တော်တော့ဝေရွေးပြီးတော့ truck ကားကိုပဲတက်မောင်းလိုက်တော့မယ်ဗျာကျွန်တော်တော့ဝေရွေးလိုက်တော့မယ်ဟာဟိုကောင်သုံးအောင်ဝင်တိုက်လိုက်တာဗျို့မိုက်တယ်ဗျို့နောက်ကလိုက်လာကြပြီဗျို့အများကြီးပဲဗျာကျွန်တော်ကား3စီးတောင်လိုက်လာတာဗျို့
ဟာဒီကောင်တနက်ကြီးနဲ့ကျွန်တော်ကိုပြစ်တော့မှာဗျာဟာတနက်ကြီးနဲ့ပြစ်နေတာမျိုးဘာယူရမှာလဲဟာဘာမှမယူလိုက်ရသူကပြစ်ခံလိုက်ရတယ်ဗျာခင်ဗျားတို့ကလက်ကလည်းတွက်လိုက်တာဗျာဒီတခါကျွန်တော်ကိုပြစ်နေတဲ့ကောင်ကျွန်တော်ပြန်ပြစ်မယ်ဗျာဟုတ်ပြီတာကြီးပြစ်တာတာကြီးရှောင်းပြစ်တာဟုတ်ပြီဟာရောက်ကြီးလမ်းကိုကြည့်မမအောင်ရှေ့ကိုဝင်တိုက်ပြီပေါ့တာကြီးဟာဟုတ်သားပဲကွာအရှိကိုကြည့်ထားရမှာကွာတစ်ပင်ကြီးကိုဝင်တိုက်ပြီလကားနေရှော့သွားပြီဒီတခါတော့ပြန်မပြစ်တော့ဘူးကွာလေကြီးနေပဲဒီမှာခုံထွက်လိုက်တော့မယ်ဟုတ်ပြီသားကြီးနောက်ဆုံးတော့လွတ်ပြီကွာဟာဘယ်ဟုတ်မှလဲဟာဝိုင်းပြီးတော့ဘူးसूကြီးလောင်းတာဟေးအောင်ကြီးကျွန်တော်တယောက်တည်းလေဗျာအဲ့လောက်ကြီးဝိုင်းပြီးတော့सूကြီးလောင်းစရာလိုလို့လားဗျာဒီတခါကျွန်တော်ကိုလိုက်ပြနေတဲ့ကောင်ရဲ့ကားကိုဗျာကြောက်သေးကိုကျသွားအောင်လို့တိုက်ပလိုက်တော့မယ်ရှုပ်တယ်သွားတော့ဟုတ်ပြီကားကြီးကဘလို့လို့ဆလစ်ဖြစ်သွားတော့ဟွာနင်းတော့ရဲဆိုတော့ဆလစ်ဖြစ်သွားတာပေါ့ကွာသွားပါပြီကွာဟိုမုန်းစိမ့်တဲ့လူရောက်လာပြီကွာ Impressed. Really, I am. You're the first ဟဲ့အောင်ကြီးကျယ်လေးကိုနှိပ်တယ်ဟာဟာကျေရပါငါ့ကိုဂျင်းထဲသွားတာဟေးထောင်ထဲကိုပဲပြန်ပို့တာဟာဘလို့ကျေပါလိမ့်ကွာမိုးကောင်းငယ်မတက်သွားမှာမဟုတ်ဘူးလားဟာ I have to say, Henry, I'm impressed. Really, I am. You're the first တော်ပြီကွာကျေတော့နှိပ်လို့မရအောင်ကျေကြီးကငါဂျင်းထဲတယ်ကွာ You've got two options here, Henry. ဟာအဲဘတ်ကျေအောင်ကြီးအဲ့ဒါကြီးနှိပ်ကြည့်ပါပဲဟာဟဲ့အောင်ကြီးအဲဘတ်နှိပ်လိုက်မှကြွသွားတယ်ဗျာအဲဘတ်ကလူသက်တွေကိုကဲတာမဟုတ်ဘူးလားလို့ခုကြမှာငါကြောက်ထဲကြားသွားတယ်လို့ကွာဒီဘေးကြီးကလည်းငါစီလာပြီးတော့ခဏတိုင်းစကားတွေပြောနေတာကွာမပြေဘူးလားမသိပါဘူး Really, I am. You're the တော်ပြီ first ကျေကြီးကလည်းငါဂျင်းထဲတယ်ကွာ But this is the end for ကျေကြီးတွေမကဘူးဟေးအဲဘတ်ကြီးကပါငါဂျင်းထဲတာဟာ you. အဲဘတ်ကလူအသက်ကဲရမှာလေကွာ Or you ဟာလက်မြောက်ပြီးတော့ပဲအရှုံးပေးလိုက်တော့မယ်ကွာ You made the right choice. ဟေးအောင်ကြီးတိုက်ပိတ်ခံလိုက်ရတာကွာငါ့ကိုရိုးထောင်ကိုမထားတော့ဘူးဟေးတိုက်ကိုပိတ်ခံလိုက်ရတာဟာအပြစ်ကြီးကကြီးမားလုံးပါတယ်ကွာဘယ်ဟာမှကိုရွေးလို့မရဘူးဖြစ်နေတာဟေး I'm impressed. ဘာရွေးကိုမလုပ်ဘူးဖြစ်နေရ You're the first ကျေကြီးကလည်းဂျင်းထဲတယ်ကွာ But this is အဲ the ဘက်ကြီးရွေးပြန်တော့လည်းမလုပ်ဘူး two options here, Henry. နောက်ဆုံးလက်မြောက်ရှုံးပြီးပြန်တော့ကြာလည်းငါ့ကိုတိုက်ပိတ်တယ်ကွာ Or you ဟာ return. ဒီတိုင်းပဲအနီတန်းလေးအပြေးခံလိုက်တော့မယ်ကွာကန်ချရင်လည်းချပလိစီတော့ Henry. Well, that's just too bad. ဟာနှခမ်းဝေးရတကယ်ကြီးကန်ချတာဟေးအောင်ကြီးနည်းနည်းလေးမှလူစိမ့်မရှိတဲ့ကောင် I ကွာ will not forget about တော် this. သေးရပေါ့ကွာငါကောင်အမှဂျောက်ကမ်းပါလေးမှာကတ်နေလိုက်လို့ကွာနောက်ဆုံးတော့လက်မြောက်သားကြီးကွာဒါပေမဲ့ကောင်မလေးကမပါခဲ့ပြန်ဘူးကွာကောင်မလေးကိုငါဘယ်လိုပြန်ခေါ်ရရင်ကောင်းမလဲကွာတခြားနီးလက်နေပြန်ရွေးရမယ်နဲ့တူပါတယ်ကဲဘရာသာတို့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲဗျာနောက်ရက်ကျမှကောင်မလေးကိုသွားကဲတော့မယ်ကောင်မလေးကဲကနှစ်ခါရှိဗျာနှစ်ခါသလုံးသူပါမလာခဲ့ဘူးဖြစ်နေတယ်